တရားမချင်းနှလုံးတွေစိုက်ဖို့လိုက်ကိုသားလေးအရွယ်တွေကိုသူတို့တော်တော်ပဲဂျန်လူတွေသဘောထားပြီးတော့နှိမ့်နေသလားကျွန်တော်ညာဝန်းများတော့အိမ်မရဘူးအဲ့ဒီမျိုးကျွန်တော်အိမ်မထားပါကျွန်တော်ဘလို့မှအိမ်လို့မရဘူးသမီးကိုကျွန်တော်အင်္ဂလိပ်လိုနာမည်အရင်စပေးတယ်ပေါ့ whitey ဆိုပြီးတော့ whitey ဆိုတာဟိုအဖြူပေါ့နော်။အဲကြောင့်လို့ဆိုတော့ကျွန်တော်တို့အဖြူအောင် campaign တွေကြားထဲမှာသူကလှုပ်ရှားမှုတွေကြားထဲမှာသူကိုဝန်အရင်မိုင်းနဲ့သူ့မိအဲ့လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာ။လုပ်ခဲ့ကြတဲ့အတွက်သူ whitey ဆိုတာကျွန်တော်တို့အဖြူအောင်လှုပ်ရှားမှုကိုကိုစားပြုပြီးတော့အဲ့နာမည်ပေးရတာ။နိုင်တဲ့လူတရားချင်းဆိုပြီးအမြောက်တွေနဲ့သမိုင်းရေးကြပါလား။ကောင်းကင်ဘုရားမိုးသက်တဲ့၆ခန်းမှာအဲဒီသမိုင်းကိုမင်းတို့ရမယ်။တရားတဲ့လူကနိုင်ရဟဲ့။အဖေတော့ငါဘဝဘာသာပိတနဲ့စာချေဘုကိပါလေကြီးရဲ့ခိုးလို့တာခိုးတာအဲ့လိုခေါ်ပြီးတော့ပါတယ်တရားဝင်ရတဲ့ကိစ္စတစ်ခုမှမရှိဘူးအခုဒီကနေ့ဘုံကြီးလာတယ်အဲ့ဘုံဘုံရဲ့တဲ့ဘုံဘုံရဲ့ဖြစ်စီနေတာတဲ့ဘုံဘုံဖြစ်စီနေတာဒီကြားမှာလှူရှားပိုင်မယ်ဒီကြီးတဲ့ထိချုပ်လာပြီဒီနေ့ကလှူရှားဖို့မရတော့ဘူးဒီနေ့ကလှူရှားနေတဲ့လူတွေဟာစိတ်ကိုခံရရတယ်ဆိုတဲ့အချိန်မှာအဲ့ဒါဆက်ဖြစ်သွားတယ်အဲ့ဒါတော့ဘုရားအင်းတို့ဘာမှမလုပ်တော့စိတ်တော့အိမ်မှာတော့ပါနေစတယ်အဲ့ဒီဘာသာရေးဟာအဲ့ဒီအကျိုးတွေမှာသူကလည်းဒါလိုခံနေတယ်ဒါကြီးနေတော့ကြောင်းကိုသိကိုရတယ်အကျိုးတွေဟုတ်လားမတင်စားတော့လောကမင်းမနတမောရဲ့အပိမနာဘုဒ္ဓံတော်စာတင်စာတပတံဝိယမတပတံတေခံစရဏိဒီနောဒါနောယောမတတောကြမိတော့ဧရဏိလိခာမိတံဝိယရာမိတမဟုဒီကံဒီမှာကမ္မတိလောဝတ္တနိနသမနောကမေတုဝေနကိရဏိကရောကပတိယပုလာတိအနေနဲ့တိုက်တာရှိမယ်မတိုက်တာရှိမယ်ခါစားချက်တွေကိုကျွန်တော်တို့မပြောတော့ဘဲနဲ့90ရလနဲ့လက်ရှိအစိုးရရဲ့ပြည်စုံဆွေးနွေးပွဲကထွက်လာတဲ့ရလအဖြစ်ကျွန်တော်တို့ဝိညာဉ်ချင်းလက်ခံတိုက်ပါခြင်းဖြစ်ပါတယ်ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့သုံးဖြတ်ချက်အပေါ်မှာကျွန်တော်တို့အင်းလေးအားဖြင့်လိုက်ပါဝိညာဉ်ချင်းဖြစ်ပါတယ်၄နာရီထိုးရင်မဲယုံပရဝံပြပြမယ်မဲပေးဖို့ကြံတဲ့လူရှိရင်ပရဝံနဲ့ဝင်ရပါကျို့ဒီလိုပဲအကြတဲ့မိန်းမလေးတွေပေါ်လာရှိပါတယ်ဒါတော့သူတို့အတန်တိုင်းကျွန်တော်ပြန်ပေါ်ပြပါရုံရုံမလုံးနဲ့88တွေစောင့်ကြည့်နေတဲ့ကျောင်းသားတွေစောင့်ကြည့်နေတဲ့ဒီလိုပေါ့မြို့သားဒီမိုဒီဖိုင်ချုပ်ရရှိမယ်485မဲပြည်သူ့ကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရရှိမယ်53မဲဒီမိုကရေစီညီညွတ်ရေးပါတီရရှိမယ်10မဲအထူးဖြင့်ကျွန်တော်တို့ဟာပို့ပြီးတော့လူခွေကိုလေးစားတဲ့လူတွေဘာလို့ကျွန်တော်တို့ကိုယ်တိုင်နှစ်ပေါင်းများစွာဟာလာလူခွေချိုးဖောက်ခံခဲ့ရတယ်နှစ်ကိုခံခဲ့ရတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာလူခွေတန်ဖိုးပို့ပြီးတော့နားလဲပါတယ်အဲ့တော့အဲ့ဒီတန်ဖိုးတွေဟာကျွန်တော်တို့ဒီတက်ပို့ပြီးတော့မြင့်သက်မြင့်အောင်ကျွန်တော်တို့လုပ်ကြရမယ်နောက်ဆက်လေးမှာအဓိကအရေးကြီးတဲ့အချက်နှစ်ချက်ရှိတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ငြိမ်းချမ်းရေးကိစ္စပေါ့အဲ့တော့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကတော့အဓိကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ့အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပြန်ချုပ်လိုက်ရှင်ပုံမှန်436ပြင်ဆင်ရေးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲ
ဒီဘက်ကဒီဆန္ဒပြုမှုတွေလှုပ်ရှားမှုတွေနဲ့ပြုရင်ပြောင်းလဲဖို့တောင်းဆိုမှုတွေရှိနေတယ်ဒါပေမဲ့ဒီကောင်ကလွှတ်တော်မှာအခုချိန်ဒီဒါအဖြေတစုံတရာကျွန်တော်တို့မထွက်သေးဘူးပေါ့เนาะဒါလာမဲ့လွှတ်တော်ဆိုတော့ကျွန်တော်တို့သိရမယ်ကျွန်တော်တို့ဒီ88မျိုးဆက်ငင်းငင်းနဲ့ပွင့်လင်းလူပွဲစီကနံပါတ်1ကျွန်တော်တို့အောင်နိုင်ရေးကျွန်တော်တို့လုပ်မယ်နော်အောင်နိုင်ရေးဆိုတာမျိုးသားဒုံစီအဖွဲ့ချုပ်နဲ့ဒုံစီအင်အားစုများရဲ့အောင်နိုင်ရေးနော်အဲ့ဒါကိုကျွန်တော်တို့လုပ်ပါမယ်နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကနေတဆင့်ပေါ့နော်ကျွန်တော်တို့လက်စာတွေကြံနေတာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရှစ်လေးလုံးငွေတို့တွေကနေကျွန်တော်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေရှိတယ်နော်အဲ့ဒါကျွန်တော်တို့ဒီငင်းငင်းရေးကိစ္စတွေပါမယ်နောက်ပြီးတော့ဖွဲ့စည်းမှုအခြေဥပဒေပြင်ဆင်ရေးကိစ္စတွေပေါ့အဲ့ဒါတွေလည်းကျွန်တော်တို့ဒါဆက်ဆက်ပြီးကျွန်တော်တို့လုပ်တော့ဖို့ရှိတယ်အခုလောလောဆယ်မှာတော့ပြောရမယ်ဆိုရင်တော့ဟလာမျိုးသားဒီမိုစီဖွဲ့ချုပ်နဲ့ဒီမိုစီအားစုများအောင်နိုင်ရေးကိုကျွန်တော်တို့အဓိကထားပြီးကျွန်တော်ဆောင်ရွက်ပါမယ်ဖွဲ့စည်းပုံကျွန်တော်တို့နှစ်မျိုးရှိတယ် flexible ရ rigid တယ်ဟလာနောက်သားတွေပြုပြင်ပြောင်းလဲရလွယ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေပဲထားခဲ့တယ်ပြုပြင်ပြောင်းလဲရခက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဆိုလို့ရှိရင်တော့အဲ့ဒါအမြဲတမ်းပြဿနာဖြစ်နေမှာပဲเนาะရေးခဲ့တဲ့လူကိုယ်တိုင်လည်းပြဿနာဖြစ်တာကြီးပဲဒီကကော်မရှင်ကိုပုံစံနေတယ်ဒီတိုင်းပဲလက်ခံနေရပါတယ်ကော်မရှင်ပြောပါတယ်ဒီရဲ့ဝဲအောက်ကမှာဒေးတန်တိုင်လို့စာနယ်ဇင်းမိတ်ဆက်ပွဲအစီအစဉ်စတင်ကြောင်းကြေညာပါတယ်ရှင်အခုဒီမှာကျွန်တော်စာနယ်ဇင်းမိတ်ဆက်ပွဲဒီနေ့ကျွန်တော်ဒီစာအုပ်ကတော့ထောင်ထဲမှာကျွန်တော်ရေးခဲ့တာဗျကျွန်တော်ထောင်ထဲမှာရေးခဲ့တဲ့စာအုပ်ပြောရမယ်ဆိုရင်ကျွန်တော်ရှေ့မှာတုတ်ရှိတယ်တန်ဆုံကြီးတဲ့ဝဲအောက်ကဆိုတာပေါ့နော်အဲ့စာအုပ်ရဲ့အဆက်ပဲလူငယ်ဘဝနောက်ကြောင်းပြန်လာတယ်အဲ့ပျော်ပျော်နေတဲ့ဘျိုးကျက်တဲ့လူငယ်တယောက်ဟာနိုင်ငံသားတယောက်ရဲ့တောင်းကိုယူရတော့မယ်ဆိုတဲ့အချိန်မှာသူဟလာသူကြုံလာမြတ်တောင်းဝန်တွေကိုယူရင်းနဲ့နောက်ဆုံးသွားဒီတမန်တယောက်ကနေပြီးကြော်သွားတဲ့အခြေအနေတခုကိုကျွန်တော်ပုံဖန်တီးရတာပါအများကြီးအကျိုးဖြစ်သွားပါလိမ့်မယ်ကျွန်တော်ကျွန်တော်တို့ဝါချမ်းလေးတွေပလက်စတစ်ကျိုးလေးတွေနဲ့ဂီတာလုပ်ပြီးတီးခဲ့တဲ့သချင်းတွေကယနေ့ချိန်မှာဆိုရင်ဒါပါဖြစ်အတိုင်းအတာတစ်ခုလေးပေါ့ဟုတ်လားနည်းနည်းအဆင့်တစ်ခုကိုရောက်လာတယ်ပေါ့ဗျာအဆင့်တစ်ခုကိုကျွန်တော်တင်ပြနိုင်ခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်ကပြောပြီးကျွန်တော်ဒီသချင်းဆိုတာကျွန်တော် professional မဟုတ်ဘူးကျွန်တော် professional မဟုတ်တဲ့သချင်းဆိုတဲ့လုပ်ကိုကျွန်တော်ကအဆိုတော်နေနဲ့ကျွန်တော်လုပ်မှလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီဟာကိုကျွန်တော်တို့ဖန်တီးခဲ့တဲ့ဖန်တီးမှုတွေကိုကျွန်တော်တို့ကဒါအများပြည်သူရှိကိုကျွန်တော်ချပြလိုက်တဲ့သဘောပဲကျွန်တော် creation ပေါ့ကျွန်တော် creation ကိုကျွန်တော်တင်ပြတဲ့သဘောဒါပဲဒီတော့အေးမြက်ပြဒီပြောနေတဲ့သူကို post modern ပေါ့ညာဆိုတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလက်ရမှာချင်းတွေထုတ်သူ့ဘဝလုံးချင်တာလေးသူလုံးနိုင်တဲ့အချိန်ချာမှာလုံးလာတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့ဒီအတွက်ကိုကျန်တဲ့နားလည်းပြီးစီချင်ပါတယ်ကျွန်တော်ပြောပြပါလိမ့်ကျွန်တော်တို့ရဲ့အသက်ပြဟုတ်ပါတယ်50ကျော်သွားပါလိမ့်သို့တော့ကျွန်တော်တို့ရဲ့ပင်ကိုအသက်ပြတချင်းတဲ့ပင်ကိုလေးကိုသုံးပြစီထောင်သက်တွေကိုနှုတ်လိုက်ရင်30ကျော်ကျော်လေးပဲရှိပါသေးတယ်သူတို့ဘီးဆွဲကြတဲ့အခြေခံဥပဒေကိုဆိုလားဥပဒေတွေကိုသူတို့ကိုယ်တိုင်မလေးစားတဲ့အစဉ်အလာတွေရှိပြီးသားအဲ့တော့လုပ်ချင်တဲ့လုပ်မှာပဲအချိန်မျိုးလုပ်နိုင်တယ်အခုမှမဟုတ်ဘူးအခုရွေးကောက်ပွဲကြမှာလုပ်တာမဟုတ်ဘူးအချိန်မျိုးအဲ့ဒါလုပ်ချင်တဲ့လူကတော့လုပ်မှာပဲအဲ့ဒီတော့လည်းကျွန်တော်တို့ကတော့ခေါင်းထဲမှာဒါသူတို့ကအချိန်မျိုးလုပ်နိုင်တယ်ဆိုရင်အတွေ့အကြုံကျွန်တော်စီမှာတွေးထားပြဘာလို့ကျွန်တော်အတွေ့အကြုံရ
ဒေရတယ်ဗျာသူတို့ဆွဲခဲ့တဲ့ဥပဒေမှာပါပြီးသားဗျာရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးတော့ UEC ရဲ့ဆုံးဖြတ်ချက်ကအပြီးပြတ်ဖြစ်တယ်လို့ပါပြီးသားအဲ့တော့အဲ့ပါပြီးသားဖြစ်တဲ့ကိစ္စကိုဘာကြောင့်လုပ်နေလဲနော်သူတို့ဘာကြောင့်ဝင်လုပ်နေလဲဆိုတဲ့ကိစ္စကတော့အဲ့ဒါကတော့ကျွန်တော်အမြင်တော့ရှင်းရှင်းလေးပဲသူတို့နိုင်စေချင်တဲ့ပါတီမနိုင်လို့လုပ်နေလို့ကျွန်တော်အဲ့ဒါတည်းပဲမြင်တယ်အဲ့တိုင်းပဲကျွန်တော်ပြောချင်တယ်ကိုချုပ်ပြောပုံရဆိုကျွန်တော်တို့ကတက်မောင်နေနဲ့အာနာမသိမ်းဘူးလို့မှတ်ယူလို့ရမှာမရဘူးကျွန်တော်ပြောတဲ့အခါမှာပါပြီးသားဖြစ်တယ်တက်မတော်အနေနဲ့ဒါဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်စီစဲဥပဒေများကိုကျွန်တော်တို့ကဗိုက်နာမှာဖြစ်ပါတယ်ရွေးကောက်ပွဲဆိုတာပြည်သူ့ဆန္ဒနော်အခုကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်တယ်ဆိုတာတဲ့ပြည်သူရဲ့ဆန္ဒကနိုင်တာအဲ့တော့ပြည်သူရဲ့ဆန္ဒကိုစန့်ကျင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့နောက်ဆက်တွဲဖြစ်လာမယ့်အခြေအနေကပြည်သူကပဲဆုံးဖြတ်ပေးလိမ့်မယ်နော်ဒါကတော့ကျွန်တော်တွေ့ကြုံတာကျွန်တော်သိပြီပုံမှာ419ပါနိုင်ငံတော်၏အချုပ်အခြာအာဏာကိုအာဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီးနိုင်ငံတော်၏ဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာတို့အားတမတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အာဓမ္မနည်းဖြင့်လွှဲအပ်တာဝန်ပေးလိုက်သည်ဖြစ်တဲ့အစပိုင်းမှာဟုတ်လားကျွန်တော်တို့ဖြစ်တဲ့ကိုစပြီး motivate လုပ်တဲ့အားပေးခဲ့တဲ့လူကြီးနှစ်ယောက်ပဲနိုင်ငံရေးသမားကြီးနှစ်ယောက်ရှိတယ်ထားပါတော့ကျွန်တော်နာမည်တော့မပြောတော့အဲ့တော့အဲ့ဒီကိုသူကမဆလာဆိုရဖမ်းလိုက်ပြီးတော့အဲ့လူပုဂ္ဂိုလ်တွေကထုတ်လာပြီးတော့မှ TV မှာပြတာဗျကျွန်တော်တို့မှားခဲ့ပါတယ်ဆိုတဲ့ဥစ္စာကို TV မှာပြခိုင်းတာဗျနော်အဲ့တော့ TV မှာပြတဲ့အချိန်မှာလူတွေကပိုမယုံတော့အဲ့ဒီမှာသူကပိုဆိုးတော့တာဗျအဲ့လိုရှိတယ်ဗျနော်အခုတည်းဒါမမားဘူးဗျနော်မမားဘူးလိုအပ်ချက်ရဘာလို့တစ်ဖက်ကရက်ဆက်ကြမ်းလာပြီနိုင်ငံကြီးကထွက်ပေါက်ပိတ်သွားပြီနော်ဆိုလို့ရှိရင်ကိုခုခံကာဝယ်ရမယ့်အခြေအနေဖြစ်သွားပြီကိုခုခံရမယ့်အခြေအနေအဲ့တော့ကိုခုခံကာဝယ်ဖို့အတွက်ဒါတနေ့ကိုကန်ရတာဖြစ်လို့နိုင်ငံကြီးကလိုအပ်ချက်ရဖိအားပေးဖို့အတွက်ဒါနော် NGO အစိုးရလည်းဒါပြင်ဆင်ရတာမယ်သူကိုဝင်ရပြီလို့သိတဲ့အချိန်မှာခလေးကိုတော့သူကြိုပြီးတော့တောင်းပန်ထားမှဖြစ်မယ်။ဘာလို့ဆိုတော့ဒီအဖေမေရဲ့သားသမီးအဖြစ်ဝင်လာပြီဆိုလို့ရှိရင်တော့ဒုက္ခတွေတော့ကြုံရလိမ့်မယ်။နော်အဲ့ဒီဒုက္ခတွေကိုအဲ့ဒါအဖေမေကိုနားလည်ပေးပါဆိုပြီးတော့ကျွန်တော်တို့ကြိုပြီးတောင်းပန်တယ်သူဒီခလေးကိုBon appétit. Good night. Gracias.